အတုပကမ္မထံဆိုတာတော့ဂျွန်ရှာပွဲအနေနဲ့ရှုတဲ့ကမ္မထံဒီလိုပြောရမှာပဲတုပဆိုတာကတင့်တယ်တယ်အတုပဆိုတာကမတင့်တယ်ဘူးဆိုတာကတော့ negative သဘောပဲအဲ့တော့မြတ်စွာဘုရားကအတုပအာယုံ10မျိုးအနေနဲ့ဟောထားတယ်ဩဒုမာတကဝိနိလကဝိပုပ္ပကအစသည်ပေါ့နော်ပြည်တွေယုံနေတဲ့ပုံသဏ္ဍာန်ပူရောင်နေတဲ့ပုံသဏ္ဍာန်အယိုးတွေပေါ့နော်အဲ့ဓာတွေကိုမြတ်စွာဘုရားဟောပေးထားတယ်အကုန်လုံးကတော့ယုံချပွဲအာယုံတွေပါပဲဆိုတော့အဲ့ဓာတွေကိုချုပ်မှတ်တဲ့အခါမှာဦးဇင်းတို့အတုပဆိုတာကတမထကမ္မထံဖြစ်ပါတယ်တမထကမ္မထံမှာဒီမှာအာယုံ3မျိုးရှိတယ်ပရိကမ္မနမိတ်ဥက္ကဟနမိတ်နော်ပฏิဘာကနမိတ်ဆိုပြီးတော့နမိတ်3ခုရှိတယ်တမထကမ္မထံပေါ့နော်ပရိကမ္မနမိတ်ဆိုတာကတော့မျက်စိနဲ့အာယုံယူရတာပေါ့အရင်ဆုံးအယိုးစုဆိုလည်းအယိုးစုပေါ့နော်ဒီပုတ်ပွားနေတဲ့အလောင်းဆိုလည်းပုတ်ပွားနေတဲ့အလောင်းတစ်ခုခုပေါ့ခွေးတွေငှက်တွေထိုးစားထားကိုက်စားထားတဲ့အလောင်းဆိုလည်းအလောင်းပေါ့ဘယ်လိုပဲဖြစ်ဖြစ်ညွန်ချနေတဲ့အလောင်းကောင်ဖြစ်ဖြစ်အယိုးစုပဲဖြစ်ဖြစ်အဲ့ဒါကိုရှေ့မှာထားပြီးတော့အယိုးဆိုလည်းအယိုးဆိုပြီးတော့မဇက်ကဆိုကြတော့မလို့ပါဘူးစိတ်ထဲကနေနှလုံးသွင်းပေါ့လေအယိုးကိုမျက်လုံးနဲ့ကြည့်ပြီးတော့စွဲနေအောင်ကတိုင်းရှိသလိုမျိုးအယိုးကိုလေဒီပုတ်ပွားနေတဲ့အလောင်းကောင်ဆိုလည်းပုတ်ပွားနေတဲ့အလောင်းကောင်ပေါ့လေအဲ့ဒါကိုမျက်စိနဲ့ကြည့်ပြီးတော့စိတ်ထဲကနေပွားများအာယုံယူရတာပဲအဲ့လိုမျက်စိနဲ့ကြည့်ပြီးတော့စိတ်ထဲကနေပွားများအာယုံနေတာကိုပရိကမ္မနမိတ်လို့ခေါ်ပါတယ်နမိတ်ဆိုတာကအာယုံကိုပြောတာနော်ပါဠိလိုနိမိတ်တမြန်မာတွေကတိုက်ရိုက်ဘာသာပြန်တော့နိမိတ်တကိုတတ်လိုက်တော့နိမိတ်ဖြစ်သွားတယ်မြန်မာလိုတကယ်တိုက်ရိုက်ပြန်အာယုံလို့ပြောတာပဲအဲ့တော့မျက်လုံးနဲ့ကြည့်ပြီးယူရတဲ့အာယုံမို့လို့ပရိကမ္မအာယုံပရိကမ္မနမိတ်လို့ခေါ်တယ်အဲ့လိုစိတ်ကလည်းပွားမျက်လုံးကလည်းကြည့်ရင်နဲ့နော်အတော်တန်ကာလတစ်ခု5မိနစ်သို့မဟုတ်10မိနစ်ပေါ့လေအဲ့လိုမျိုးပွားများပြီးပြီဆိုရင်မျက်လုံးလေးမှိတ်ကြည့်လိုက်မှိတ်လို့စိတ်ထဲမှာမျက်လုံးထဲမှာပေါ်နေတယ်ဆိုရင်ဖွင့်ကြည့်စရာမလိုအဲ့ဒါကိုပဲမျက်လုံးထဲမှိတ်ပြီးတော့ဆက်ပွားသွားပေါ့ရိုးစုအယိုးစုပွားရအောင်နော်မထင်မျက်လုံးမှိတ်လိုက်ပြီးပျောက်သွားတယ်မပေါ်ဘူးဆိုရင်တော့ပြန်ဖွင့်ကြည့်ပေါ့နော်သူမျက်လုံးမှိတ်ရင်ဆွဲနေတဲ့အထိကိုသူကပွားရမှာဟုတ်အဲ့ကြောင့်မမြင်မချင်းမထင်မချင်းကိုသူကဖွင့်လိုက်ပိတ်လိုက်လောက်ရမှာပဲထင်သွားပြီဆိုရင်တော့ဖွင့်ကြည့်စရာမလိုတော့ဘူးမျက်လုံးကိုမှိတ်ထားပြီးတော့ထင်သွားပြီဆိုရင်တော့ထောက်ချောက်အဲ့ဒါကိုမျက်လုံးပိတ်ပြီးတော့ပွားရုံပဲဘယ်တော့ဒီပွားရမလဲဆိုတော့နောက်ဆုံးမျက်လုံးဖွင့်ကြည့်အောင်မှပေါ်နေတဲ့အဆင့်ကြီးပေါ့လမ်းသွားရင်လည်းဒါကိုမြင်နေရတယ်အိမ်လည်းမြင်နေရတယ်ဆိုတော့အချိန်မရွေးနေရာမရွေးမှာပွားလို့ရတဲ့ပုံစံအထိကိုပွားမှာပေါ့အဲ့တော့မျက်လုံးမိတ်လို့စိတ်ထဲမှာအာယုံယူလို့ရသွားပြီဆိုရင်ဒါအာယုံတစ်ခုပြောင်းသွားပြီလားဥက္ကဟနမိတ်ဖြစ်သွားပြီဥက္ကဟဆိုတာစိတ်မနှောနဲ့ယူလို့ရတဲ့အာယုံပေါ့နော်မျက်လုံးဖွင့်ကြည့်ပြီးယူလို့ရကြတော့ပရိကမ္မနမိတ်ခေါ်တယ်မျက်လုံးမိတ်ပြီးယူတဲ့အာယုံကြတော့ဒါဥက္ကဟနမိတ်ခေါ်တယ်ဖွင့်ကြည့်စရာမလိုတော့ဘူးအဲ့ဒီမျက်လုံးမိတ်ပြီးဝိုင်းနဲ့မှလုံးဝအဲ့ဒီနမိတ်ကရှင်းလာကြည်လင်ပြီးတော့လေပြတ်တကိုပဂရိမျက်စိနဲ့မြင်နေရတယ်လို့ရှင်းလင်းကိုမြင်နေရတဲ့အဆင့်ရောက်လာတယ်အဲ့ဒါကြတော့ပฏิဘာကနမိတ်လို့ခေါ်တယ်အာယုံကတစ်ဆင့်ပြောင်းသွားပြီပေါ့နော်အဲ့ဒီခါကျလို့ရှိရင်မှဇန်အဆင့်တွေပါရောက်လာတာပေါ့လေဆိုတော့အတုပအာယုံဒီဆိုတော့သုံးဆင့်ရှိသွားတာပေါ့ပထမမျက်လုံးနဲ့ပွားများတဲ့အဆင့်မျက်လုံးကနေမျက်လုံးမိတ်ပြီးယူရတဲ့အဆင့်မျက်လုံးမိတ်ပြီးယူရတဲ့အဆင့်မှာကိုတတိယအဆင့်ကကျတော့လုံးဝကြည်လင်ရှင်းလာအောင်ဒီကိုဆက်ပြီးပွားရတဲ့အဆင့်ပေါ့အဲ့လိုနောက်ဆုံးပဂရိမျက်စိနဲ့မြင်ရတယ်လို့ကြည်လင်သွားပြီးရှင်းလင်းသွားပြီဆိုရင်တော့ဒါအတုပကမ္မထံပေါက်သွားပြီဒီလိုပြောရပါတယ်အတုပကမ္မထံကပထမဇန်ပဲရတယ်ဒုတိယဇန်တတိယသရောဒဇန်ပွားလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့အတုပအာယုံကကျမ်းတယ်အာယုံကျမ်းနေဆိုတော့သူဝိတက်မပါဘဲမရအောင်ပထမဇန်မှာကဝိတက်ဝိဇာရပိတိဒုက္ခဧကဂရဆိုပြီးတော့အင်္ဂါ၅ချက်ပါတယ်ဒုတိယဇန်မှာကျတော့ဝိတက်မပါတော့အဲ့တော့ဝိတက်ကြတော့သူအာယုံကိုဒီစိတ်စေတသိက်သဘောတရားတွေကိုရောက်အောင်သင်ပေးတဲ့သဘောအဲ့တော့အတုပအာယုံကကြမ်းတမ်းတဲ့အခါကျတော့ဝိတက်မပါဘဲနဲ့ဒီစိတ်စေတသိက်တွေကိုအာယုံသင်ပေးလို့မဖြစ်နိုင်ဘူးဝိတက်ပါမှသာလေဒီအာယုံဘုတ်ကိုစိတ်ကိုရောက်အောင်သင်ပေးလို့ရတယ်အဲ့တော့ဒုတိယဇန်မှာဝိတက်မရှိတော့ဒီအတုပအာယုံဘုတ်ကိုဒီစိတ်စေတသိက်ဘယ်လိုမှမရောက်နိုင်တော့ဘူးဒါကြောင့်အတုပကိုဝိတက်မရှိတဲ့ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်တွေကပွားလို့မရအောင်အဲကြောင့်အတုပကိုအထုတ်ရင်ပထမဇန်ကဂိတ်ဆုံးသွားပြီအဲတော့အတုပကမ္မထံပြီးတော့သွားပြီလို့ပြောရပါတယ်အဲ့ဒီမှာတစ်ဆင့်ဝ
ဝိပဿနာပြောင်းနေပြောင်းပေါ့ဒီအယိုးစုအာယုံတွေကိုတက်ကမထမ်းအနေနဲ့ပြောင်းရှုလို့ရတယ်ဒီအယိုးကိုမာတဲ့သဘောပထဝီဓာတ်ပေါ့နော်အဲဒီမှာပူတဲ့အေးတဲ့သဘောတေဇောဓာတ်ပေါ့အဲဒီလိုမျိုးဦးဇင်းတို့ဓာတ်သဘောတွေကိုအယိုးကိုပြောင်းရှုလို့ရတယ်ဒီအဲ့တော့ဒါကဟိုအတုပကနေဝိပဿနာဘိုင်းကိုပြောင်းတဲ့သဘောလေးပေါ့နော်ပြီးရင်အဲဒီအတုပကိုရှုနေတဲ့စိတ်ကိုပဲစိတ်ဓာတ်ဝိပဿနာအနေနဲ့စိတ်ကိုပြန်ရှုရင်လည်းပဲသတိပဋ္ဌာန်ဝိပဿနာဘိုင်းကိုရောက်သွားတာပေါ့နော်ဒီဒါကသမထဝိပဿနာဘိုင်းကိုပြောင်းဖို့